marketing မှာကကျွန်တော်တို့တွေမထင်ထားတဲ့ power တွေအများကြီးရှိနေတယ်နော်ကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကကျွန်တော်တို့တွေအထင်မှားနေတဲ့အရာတစ်ခုကဘာလဲဆိုရင်ကျွန်တော်တို့စီမှာ product တွေရှိနေကျွန်တော်တို့ရဲ့ product တွေက quality ကောင်းနေကျွန်တော်တို့ရဲ့ business တွေက grow ဖြစ်မယ်ဆိုပြီးတော့ကျွန်တော်တို့တွေအထင်မှားတတ်ကြတယ်ပေါ့နော်ဒီအရင်တော့ကလုပ်ငန်းတွေလုပ်တဲ့နေရာမှာပေါ့နော် marketing 1.0 marketing 2.0ဆိုတဲ့အချိန်တွေမှာကျွန်တော်တို့တွေ product တွေရောင်းမှုအတွက်ကို site တွေကိုကိုယ်တိုင်သွားကြတယ်။ဒါပေမဲ့ကျွန်တော်တို့ site တွေကိုကိုယ်တိုင်မသွားနိုင်တဲ့နေရာတွေကျွန်တော်တို့မရောက်နိုင်တဲ့အခြေအနေတစ်ခုဒီမှာဆိုရင်တော့ကျွန်တော်တို့ရဲ့ business grow ဖြစ်ဖို့ကနည်းနည်းကိုတွန့်ဆုတ်နေတာမျိုးတွေရှိရပေါ့နော်။ဒါပေမဲ့ online ခေတ်မှာကြတော့ကျွန်တော်တို့အဲ့လိုမဟုတ်တော့ဘူးကျွန်တော်အိမ်မှာထိုင်နေနဲ့လေဈေးတွေအများကြီးရောင်းလို့ရတယ်။အိမ်မှာထိုင်နေနဲ့လေကျွန်တော်တို့grow ဖြစ်နေတဲ့လူတွေအများကြီးရှိနေတယ်ပေါ့နော်ဒါကတနည်းအားဖြင့်ပြောရရင်ကျွန်တော်တို့ online marketing ရဲ့ power တစ်ခုလို့ပြောလို့ရတယ်ပေါ့နော်ဒီလို power ရှိနေတာကိုသိနေတာမှာကျွန်တော်တို့ဒီနေ့ဒီချိန်ထိပေါ့နော် online marketing ကိုတခြားမလုပ်ဘဲနဲ့ offline မှာပဲရပ်တန့်နေတဲ့လုပ်ငန်းတွေအများကြီးရှိရပေါ့နော်လုပ်ငန်းတွေဒီထက်ပိုပြီးတော့ grow ဖြစ်မဲ့ power ဒီထက်ပိုပြီးတော့အဆင့်မြင့်သွားမဲ့ power ကကျွန်တော်တို့ online marketing မှာပဲရှိပါတယ်ကျွန်တော်မိတ်ဆွေတွေအနေနဲ့ရော online marketing နဲ့ပတ်သက်ပြီးခက်ခဲနေတဲ့အရာတွေရှိကြလား comment ထဲမှာမျှဝေသွားလို့ရပါတယ်